အာတီတာက possession ပြောင်းကစားနိုင်တဲ့ကစားသမားတွေကိုကြိုက်တဲ့နေပြဖြစ်တာကြောင့် Morgan Roger က Arsenal ရဲ့ profile နဲ့အရန်ကိုင်းညီမှာပဲဒါပေမဲ့ Aston Villa ဘက်ကမြောင်းချင်သေးတာကြောင့်ဒီအပြောင်းရွှေ့ကအလွယ်တကူဖြစ်နိုင်ကြပြီးတော့နဲတယ်တချို့သတင်းတွေအရ Morgan Roger ကပေါင်တန်း130ထိအောင်မြင့်တက်တာကိုတွေ့ရတယ်ဒုတိယကတော့ကွင်းလေပါဒီနေရာမှာအာဆင်နယ်ရဲ့အများဆုံးချိတ်ဆက်ခြင်းခံနေရတာကတော့ Bruno Guimaraes ဖြစ်ပါတယ် Bruno Guimaraes ရဲ့အားသာချက်က press ကိုဖောက်ထွက်နိုင်တယ်ဘောလုံးကိုအနောက်ဘက်ကနေပြီးတော့တိစောင်းနိုင်တယ်နောက်ပြီးတော့ Premier League အတွေ့အကြုံလည်းအပြည့်ရှိနေတာကြောင့်ပါဒါပေမဲ့ Newcastle United ကလည်းသူ့ကိုရောင်းဖို့ဆန္ဒမရှိသေးတဲ့အတွက်ဒီအပြောင်းရွှေ့ကငွေကြေးအများကြီးတုံရနိုင်တယ်အကယ်၍ Bruno Guimaraes ကိုမရခဲ့ဘူးဆိုရင် Arsenal ကအခြားကွင်းလေရွေးချယ်စရာတွေကိုလည်းထပ်ပြီးတော့စဉ်းစားလာနိုင်ပါတယ်